မင်္ဂလာပါရှင်ဒီနေ့၄လပိုင်း12ရက်နေ့ရွှေစီ9100နဲ့200ဘတ်ပါရှင်မနေ့ရောက်ပေးတဲ့ဆိုင်ဖလန်းဆန်စာတုပတိတလာလွတ်ကျလင်ဈေးဆွဲ35အနီးမှာပါမနေ့တပုံနဲ့ Facebook ကောက်တုတွေ TikTok ကောက်တုတွေအများနဲ့သတိထားပါရွှေနဲ့ပတ်သက်ရင်သတိမနာမည်နဲ့ဗန်နေတာအသုံးပြုပါတယ်သတိမနာမည်ကျဲဝိဖာထိုင်းလိုအင်္ဂလိပ်လိုရေးထားပြီးသားတွေပြန်ပို့ပေးတာဖြစ်ပါတယ်အကောက်အထုတွေအထူးသတိထားကြပါရှင်မနေ့ရောက်ပေးတဲ့ရွှေဆိုင်တကြံ3ရက်ပိတ်ပါတယ်မနေ့ဖြန်တပတ်ခါဖိနစ်က3ရက်ပိတ်ပါတယ်73ရက်14ရက်15ရက်ရွှေဆိုင်3ရက်ပိတ်ပါတယ်ပိတ်တဲ့ရက်အတွင်းမှာအရေးကြသွင်းတဲ့သူတွေလုံးဝငွေမလွဲလာပါနဲ့ပြီးတော့ဒီနေ့အတိုးသွင်းရမယ့်သူတွေလက်ရွေးချင်တဲ့သူတွေညနေ6နာရီထိလက်ရွေးလို့ရပါတယ်ရှင်လက်သွင်းလို့ရပါတယ်တကြံ3ရက်ပိတ်တယ်နော်73ရက်14ရက်15ရက်ရွှေဆိုင်3ရက်ပိတ်တဲ့အချိန်မှာဆိုင်နဲ့ပတ်သက်တာတွေဘာမှလုပ်ပြီးလို့မရတာဖြစ်တဲ့အတွက်တကြံပြန်ဖွင့်မှအရေးကြသွင်းတဲ့သူတွေလွဲလာကြပါရှင်တကြံမှာအားလုံးဘေးရန်ကင်းကြပါစေကပ်ပြီးအပေါင်းမှလည်းထိုင်းနိုင်ငံမြန်မာနိုင်ငံတကဘာလုံးအားလုံးဘေးကင်းချမ်းသာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်